ကျွန်တော်တိုင်းရင်းသားတယောက်အနေနဲ့တဲ့အင်တာမှာဝန်းနဲ့ကြေကွဲမိတဲ့အရာလေးကတော့လူဒန်းစားခွဲခြားမှုနဲ့လူအခွင့်အရေးတန်းတူမရနိုင်တာဖြစ်ပါတယ်တဲ့အမေစုအနေနဲ့ဘယ်လိုဖြည့်ရှင်းဆောင်ရွက်ပေးနိုင်မှာလဲဆိုတာသိချင်ပါတယ်တဲ့ကျမပြောမယ်နော်အဲ့ဒီလိုလေဒီလူဒန်းစားခွဲခြားမှုခံရတယ်ဆိုတော့ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အရင်တော့ပေါ့နော်ဗဟိုအမှုဆောင်အဖွဲ့ကအန်ကယ်ဦးလွင်ကြီးပြောတဲ့စကားတခုပြောချင်တယ်အန်ကယ်ဦးလွင်ကတော့ကွယ်လွန်နေစာရောက်သွားပါပြီသူကအန်ကယ်ဦးလွင်ကကြည့်လို့ရှိရင်စိတ်ကောင်းတဲ့ကလေးကြီးလိုပဲမျက်နှာဆူပုတ်ပုံနဲ့ဒါပေမဲ့တကယ်တော့အင်မတန်မှလည်းသဘောကောင်းတယ်အင်မတန်မှလည်းဟာသညာရှိတယ်အဲ့တော့အန်ကယ်ကခါတော့ပြောတယ်ဗမာပြည်မှာတဲ့လူဒန်းစား၄ခုရှိတယ်တဲ့ပထမအလွှာတော့တမတော်ပေါ့နော်တမတော်အရာရှိတယ်ဒါနံပါတ်1နံပါတ်2ကတော့အဲ့ဒီတမတော်အရာရှိတွေနဲ့ဆက်နွယ်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေတဲ့နံပါတ်3ကတော့တာမန်ပြည်သူပြည်သားတွေတဲ့နံပါတ်4ကတော့ NLD အဖွဲ့ဝင်တွေဖြစ်ပါတယ်လို့ပြောတယ်အဲ့တော့ကျမတို့ကလူဒန်းစားခွဲခြားမှုကိုကိုယ်တိုင်ခံခဲ့ရတဲ့လူတွေပါဒါကြောင့်မလို့ကျမတို့ရဲ့တိုင်းရင်းသားဒီကောင်မောင်မတွေကလူဒန်းစားခွဲခြားမှုခံရတယ်ဆိုတော့တကယ်ကိုယ့်ရဲ့အတွေ့အကြုံရကိုချင်းစားတယ်အဲ့ဒီဟာတွေပြုပြင်ဖို့ဆိုတာဟာအခြေခံအဖြစ်ပြောရမယ်ဆိုရင်တော့ကျမတို့ကလက်နဲ့နှစ်ခုသုံးရမှာပေါ့နော်ဟိုနီးနှစ်ခုသုံးရမှာပေါ့တစ်ခုကဘာလဲဆိုတော့တစ်ခုကတော့ဥပဒေစိုးမိုးရေးနဲ့ကျမတို့နိုင်ငံရဲ့ဥပဒေတွေကိုကဒန်းတူညီမျှမှုကိုစောင့်ရှောက်ရမယ်ထိန်းသိမ်းရမယ်ကာကွယ်ရမယ်ဒါပေမဲ့ဒါနဲ့မလုံလောက်သေးဘူးနောက်တစ်ခုကဘာလဲဆိုတော့ပညာပေးရေးပဲကျမတို့နိုင်ငံသူနိုင်ငံသားအားလုံးဟာတယောက်နဲ့တယောက်အပြန်အလှန်လေးစားနိုင်မှုအပြန်အလှန်နားလည်မှုရှိနိုင်ဖို့ဆိုတာဟာပညာရေးစနစ်ကနေကူပြီးတော့ကျမတို့သင်ရမှာကျမတို့ကလေးတွေဟာငယ်ငယ်ကလေးတွေကငါတို့တိုင်းရင်းသားတွေဟာငါတို့နဲ့ဒန်းတူပဲငါတို့အတွက်အင်မတန်မှတန်ဖိုးရှိတဲ့ညီကိုမောင်နှမတွေပဲဆိုတာကိုငယ်ငယ်ကလေးတွေကစိတ်ထဲမှာတွင်းပေးရမယ်။ဘာလို့ဆိုကျမအမြင်မှာတော့ဒီလိုကျမတို့နိုင်ငံမှာတိုင်းရင်းသားတွေအများကြီးရှိတာဟာကျမတို့ဂုဏ်ယူစရာပဲဂုဏ်ယူစရာလည်းဖြစ်တယ်ပျော်စရာလည်းဖြစ်တယ်။ကျမကြုံလို့ပြောအောင်မယ်နော်။ကျမဒီနိုင်ငံမှာစီယုံရေးခီးတွေထွက်ခဲ့တဲ့နေရာအားလုံးနဲ့မှာဆိုလို့ရှိရင်ကျမအပေါ်မှာနှွေးထွေးနဲ့အဆက်ဆံဆုံးနေရာတွေဟာတိုင်းရင်းသားဒေသတွေပဲဖြစ်ပါတယ်။အဲ့ဥပမာဆိုလို့ရှိရင်ချင်းပြည်နယ်ဆိုတာဟာကျမတို့နိုင်ငံမှာအဆင်းရဲဆုံးပြည်နယ်ပါနော်အဆင်းရဲဆုံးပြည်နယ်ဒါဟာဒီအာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ကိန်းဂဏန်းနေအရာဆိုလို့ရှိရင်သိတာပါတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်တတိုင်းပြည်လုံးအတွက်ဖြတ်မျှခြင်းဆင်းရဲမွဲတေမှုနှုန်းဟာ30ကျော်ပဲရှိပြီနဲ့ချင်းပြည်နယ်က80ကျော်ပါတယ်80%ကျော်ပါတယ်အဲ့တော့အဆင်းရဲဆုံးပြည်နယ်ဖြစ်တယ်ဒါပေမဲ့ကျွန်မအဲ့ဒီချင်းပြည်နယ်ကိုသွားတော့ဆိုလို့ရှိရင်တခါမှကျွန်မအဲ့လောက်တောင်မှလက်ဆောင်နေမရခဲ့ဘူးအင်မတန်မှဆင်းရဲတဲ့ချင်းရွာသူရွာသားတွေကရှိတာတွေပေးကြတယ်တနေရာမှာကျမကိုကြက်ကြီးပေးလို့မပေးပါနဲ့ဆိုတော့မလဲတောင်းမှရွာမသိနိုင်မှာဘူးပေါ့နော်ဒီကြက်ကြီးကိုကျမဘယ်လို့မှစီယုံခီတခြားကိုခေါ်သွားလို့မရပါဘူးဆိုပြီးတော့တောင်းမှရွာတယ်အဲ့ဒါတွေမကဘူးအဲ့ဒီချင်းပြည်နယ်မှာကျမအတွက်အင်မတန်စိတ်လှုပ်ရှားစရာပီတိဖြစ်စရာကိစ္စကတော့မင်းကတော်တော်များများမှာကလေးလေးတွေကိုသူကခြီးပြီးတော့ကျမကိုပြပြီးတော့ဒါတို့ဘိုလ်ချုပ်သမီးလို့ပြောကြတယ်အဲ့တော့ကျမအင်တာမှခံစားရတယ်ဒါကျမတို့ရဲ့တကယ်မောင်နှမတွေပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ဟာကိုယ့်ချင်းချင်းကိုတန်ဖိုးထားတတ်ကြပါအဲ့ဒီလိုတန်ဖိုးထားခြင်းရဲ့ပီတိကိုခံစားဘူးလို့ရှိရင်ဘယ်တော့မှတို့ဟာပြည်တော်စုဖြစ်တယ်ဆိုတာကိုမေ့မှာမဟုတ်ပါဘူး